2020ရောက်တဲ့အထိကျွန်တော်ပြောတဲ့အတိုင်းမဖြစ်လာဘူးဆိုလို့ရှိရင်တော့ Canon ရဲ့ mirrorless camera တွေကိုမဝယ်သင့်တော့ပါဘူးဒီနေ့ဗီဒီယိုလေးမှာတော့ Canon ရဲ့ mirrorless camera တွေကိုဘာလို့မကင်သင့်လဲဆိုတဲ့အကြောင်းရင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါကင်မရာတစ်လုံးဝယ်ပြီဆိုလို့ရှိရင် body ကလည်းအရေးကြီးသလိုမှန်ဘလူးကလည်းအရေးကြီးတယ်လူတော်တော်များများကကင်မရာတစ်လုံးအသစ်ဝယ်ပြီဆိုလို့ရှိရင် body ကို latest ဖြစ်တဲ့ update ဖြစ်တဲ့ဟာလေးကိုရွေးချယ်ဦးစားပေးပြီးတော့ဝယ်ယူကြတယ်မှန်ဘလူးကိုတော့ kit lens ပဲသုံးရင်သုံးမယ်ဒါမှမဟုတ်လို့ရှိရင်တပ်ပါတီတွေကထုတ်ပေးထားတဲ့ budget lens တွေကိုဝယ်ပြီးတော့ရိုက်တက်ကြတာများတယ်ဆိုတော့အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ Sony camera body ကိုဝယ်ထားတယ်ဒါပေမဲ့သူ့ရဲ့အကောင်းဆုံး lens တွေဖြစ်တဲ့ G Master ကိုမဝယ်ဘဲနဲ့ကျွန်တော်ဂျားမှာရွေးချယ်စရာ Sigma တို့ Tamron တို့ Victros တို့အများကြီးရှိပါတယ် Canon မှာကကြတော့အဲ့လိုမဟုတ်ပါဘူး Canon ရဲ့ mirrorless camera ကိုကင်ပြီဆိုရင်တော့ lens ကရွေးချယ်စရာမရှိပါဘူးဆိုတော့ lens ကရွေးချယ်စရာမရှိဘူးဆိုတာကတပ်ပါတီအနေနဲ့ရွေးချယ်စရာများများဆဆမရှိတာကိုဆိုလိုတာပဲဖြစ်ပါတယ် RF mount တွေအကုန်လုံးက Canon ကပဲထုတ်ထားတယ် Canon ရဲ့ RF lens တွေထဲမှာလည်း professional တွေထုတ်ထားတဲ့ Pro series လည်းရှိသလို budget series လည်းရှိတာတော့မှန်တယ်ဒါပေမဲ့ RF lens တွေကဈေးကြီးနေတယ်တပ်ပါတီ lens တွေလိုမျိုးရွေးချယ်ခွင့်များများဆဆမရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ Canon mirrorless တွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဒီ lens selection ဘိုင်းမှာအမြဲတမ်းကတိုင်ပတ်နေမှာပဲဖြစ်တယ် Canon ကထုတ်တဲ့ RF lens တွေက quality ကောင်းသလိုဈေးလည်းအရင်ကြီးတယ်သူ့မှာထုတ်ပေးထားတဲ့ RF mount နဲ့ budget lens တွေရောရှိတယ်ဆိုတော့ဒီ budget lens တွေထဲမှာလည်းဈေးသက်သာပြီးတော့ price to performance ဖြစ်တဲ့ lens တွေကတော့အများကြီးပဲဆိုတော့ဒါတွေအကုန်လုံးကတော့ Canon ကပဲထုတ်ထားတာဆိုတော့ကျွန်တော်တို့မှာရွေးချယ်စရာကတခြားသက်ပါတီတွေဖြစ်တဲ့ Sigma Tamron Victros TT Artisan ကြိုက်တဲ့မှန် blue lens ကိုပြောကျွန်တော်တို့မှာကရွေးချယ်စရာက Canon ကထုတ်တဲ့ဟာပဲရှိတယ် Canon ကသူတို့ရဲ့နည်းပညာကိုထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားသက်ပါတီကုမ္ပဏီအနေနဲ့ကCanon RF lens mount အနေနဲ့ကျွန်တော်တို့ဈေးသက်သာတဲ့မှန်ဘလူးတွေကိုထုတ်ပေးလို့မရအောင် Victros ကတော့ Canon အတွက်ကို full frame lens တွေထုတ်ပေးဘူးသေးတယ်ဒါပေမဲ့ Canon ကနေပြီးတော့သူတို့ရဲ့နည်းပညာကိုခိုးချပါတယ်သူတို့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ထုတ်တယ်ဆိုပြီးတော့တရားစွဲမယ်ပြောတဲ့အတွက်ကြောင့်မလို့ Victros ကနေပြီးတော့ဒီ production ကိုရက်လိုက်ရတယ်ဒီအကြောင်းတွေကိုပြောမယ်ဆိုလို့ရှိရင်တော့ဗျာကျွန်တော်တို့ copyright မူပိုင်ခွင့်ကိစ္စတွေနဲ့ဒီကုမ္ပဏီမှာဒီ license သုံးစွဲခွင့်ကိစ္စတွေတပ်ပါတီ lens တွေကသူတို့ရဲ့နည်းပညာကိုအသုံးပြုပြီးတော့မှန်ဘလူးတွေထုတ်ခွင့်ပေးတယ်မပေးဘူးဆိုတဲ့အပိုင်းတွေအများကြီးပါလာတယ်ဆိုတော့ဒီအပိုင်းတွေကတော့ကျွန်တော်ကအများကြီးကျွမ်းကျင်သိတဲ့ဟာမဟုတ်လို့ကျွန်တော်မပြောတော့ဘူးဒါပေမဲ့ဖြစ်တဲ့ပြဿနာကတော့အဲ့လိုဖြစ်တယ်လို့ကျွန်တော်ကတော့သတင်းထဲမှာဖတ်ရတယ် Canon ရဲ့ RF mount နဲ့တပ်ပါတီကုမ္ပဏီတွေဖြစ်တဲ့ Sigma တို့ Tamron တို့ Victros တို့ကဘာလို့မထုတ်တာလဲဆိုပြီးတော့ကျွန်တော်အရန်အံ့ဩသွားလို့ဒီကိစ္စလေးကိုနည်းနည်းလေးဆက်စုရင်းနဲ့မှကျွန်တော်တွေ့လာတဲ့ဟာလေးကို sharing လုပ်ပေးတာပဲဖြစ်ပါတယ် lens နဲ့နီးပညာမူပိုင်ခွင့်အကုန်လုံးကသူတယောက်တည်းကင်ထားမယ်ဆိုလို့ရှိရင်သူ့မှာရှိနေတဲ့မှန်ဘလူးတွေပြိုင်မဲ့မရှိဘူးဝယ်ခြင်းတယ်ဆိုလို့ရှိရင်သူ့ရှီကပဲဝယ်ရမယ် professional အတွက်ဆိုလို့ရှိရင်လည်းငါတို့မှာရှိတယ်ဒါမှမဟုတ်လို့ရှိရင် budget lens ထဲမှာဆိုလို့ရှိရင်လည်းငါတို့ကထုတ်ပေးထားတယ်ဆိုတော့ငါတို့ရဲ့ရှီကပဲဝယ်ငါတို့တစ်စိတ်တစ်ခုပဲဝယ်ဆိုပြီးတော့ဖြစ်တယ်စီးပွားရေးအရာဆိုတဲ့အခါကျတော့ကျွန်တော်တို့ကမှားတယ်မှန်တယ်လဲတော့ပြောလို့မရဘူးသူတို့ marketing ကိုဘယ်လိုပုံစံနဲ့လုပ်နေလဲဆိုတာတော့ကျွန်တော်လည်းတခြားမပြောတတ်ဘူးပေါ့နော်ကျွန်တော်ကတော့ရွေးချယ်စရာပုံများတယ် option များတဲ့ဟာလေးကိုပို့ပြီးတော့သဘောကျတယ်အခုနောက်ပိုင်းမှာကတော့ Canon ရဲ့ဒီ RFS ဆိုပြီးတော့ထုတ်လာတဲ့ APS-C size နဲ့ mirrorless camera လေးတွေမှာကတော့ Sigma တို့ Tamron တို့ကိုဒီမှန်ဘလူးထုတ်ခွင့်လေးပေးတယ်လို့တော့ကြားတယ်တချို့မှန်ဘလူးတွေလည်းထွက်လာနေပြီဒါပေမဲ့ full frame မှန်ဘလူးထုတ်လို့ရောင်းချခွင့်ကိုတော့သူတို့ကတရားဝင်မဖွင့်ပေးသေးဘူးလို့ကြားတယ်ဆိုတော့တကယ်လို့2029ရောက်တဲ့အထိမှာကျွန်တော် full frame အတွက်ကိုဒီလို license တွေမထုတ်ပေးဘူးတခြားသက်ပါတီတွေကုမ္ပဏီတွေအနေနဲ့ကမှန်ဘလူးတွေမထုတ်ရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာကရွေးချယ်စရာအရင်နှဲဝါဖြစ်တဲ့ကြောင့်မလို့ Canon အသုံးပြုတဲ့ user တွေလည်းနည်းသွားကောင်းနည်းသွားလိမ့်မယ်လို့တော့မြင်တယ်ဒါကတော့ကျွန်တော်ရဲ့ personal အမြင်ပါပဲ Canon ကုမ္ပဏီကနည်းနည်းတော့ထူးဆန်းတယ်ဗျသူကသက်ပါတီကုမ္ပဏီတွေဖြစ်တဲ့ Sigma တို့ Tamron တို့ Victros တို့ကိုမှန်ဘလူးထုတ်လို့ရောင်းချခွင့်တာမပေးတာသူက Cinema Line App ကိုတော့ကူးချင်သေးတယ်ကျွန်တော် Red Camera ပေါ့နော် Red Cinema Camera ဒီမှာဆိုလို့ရှိရင်RF mount ကို official နဲ့တွဲပြီးတော့ထုတ်ထားတဲ့ဟာတွေရှိတယ်ပြောချင်တာဗျာရုပ်ရှင်ရိုက်မယ်ဆိုလို့ရှိရင်တော့ငါတို့ရဲ့ RF lens တွေကိုယူပြီးတော့သုံးငါတို့ RF lens တွေကအရန်ကောင်းတယ်ဆိုတော့ဒီမှာသုံးလို့ရမယ်ဆိုတော့နည်းပညာလေးတွေပေးထားတယ်ဒါပေမဲ့အခုကြတော့ Red ကိုကျွန်တော်တို့က Nikon ကဝယ်လိုက်ပြီဆိုတော့အဲ့မှာကဇလန်းတွေကတော်တော်လေးရှုပ်သွားတယ် Red က Canon နဲ့ပူးပေါင်းတာတော့မှန်တယ်ပြီးသွားတဲ့ခါကျတော့ကုမ္ပဏီကိုကြတော့ Nikon ကိုရောင်းလိုက်တယ်ဆိုတော့နောက်ပိုင်းထွက်လာတဲ့ Red camera တွေမှာက Z mount နဲ့ထွက်လာမလားဆိုပြီးတော့ကျွန်တော်တို့တွေးလိုက်သေးတယ်ထင်မိလိုက်သေးတယ်ဒါပေမဲ့မထွက်လာပါဘူး Nikon ကတော့နောက်ပိုင်းထုတ်လာတဲ့ Red camera တွေမှာလည်း RF mount ပဲဆက်ထားမယ်လို့တော့သူ့ရဲ့ CEO ကတော့ပြောတယ်ဒါကလည်းကျွန်တော်ကသတင်းတစ်ခုထဲမှာဖတ်လိုက်ရတာပဲဖြစ်တယ်ကျွန်တော်မှားနေတဲ့အစိတ်ပိုင်းတွေရှိရဆိုလို့ရှိရင်လည်းဝင်ပြီးတော့ဆွေးနွေးပေးလို့ရပါတယ်Canon camera ကမကောင်းဘူးသူ့ရဲ့ RF lens တွေကမကောင်းဘူးလို့ကျွန်တော်က
ဆိုလိုချင်တာလည်းမဟုတ်ဘူး Canon ကင်မရာကအရင်ကောက်ပါတယ် Film Kit တုံးတွေကတကယ်ကောင်းခဲ့တဲ့ကင်မရာတွေဖြစ်ပါတယ်2029ရောက်တဲ့အထိ Canon ကတပ်ပါတီကုမ္ပဏီတွေကို RF lens mount အနေနဲ့ထုတ်ခွင့်မပေးသေးဘူးဆိုရင်တော့ Canon mirrorless ကင်မရာတွေကိုကင်ဖို့အတွက်ကတော့စဉ်းစားစရာဖြစ်ပါတယ်ဆိုတော့ဒါကလည်းကျွန်တော်ရဲ့ personal အမြင်ပဲဖြစ်ကောင်းလည်းဖြစ်မယ်တခြားလူတွေတော့ဘယ်လိုခံစားရလဲဆိုတာတော့comment မှာဝင်ပြီးတော့ဆွေးနွေးသွားပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတွေ့မယ်နော်